အားလုံးပဲမင်္ဂလာပါမိတ်ဆွေဒီကာလဟာနော်ခက်ခဲမှုတွေဆိုးတဲ့သတင်းတွေများစွာကျွန်တော်တို့ကြားရတဲ့ကာလဖြစ်ပါတယ်အရင်တော့မကြားဘူးတဲ့ပြဿနာတွေအခက်ခဲတွေနော်တဘာဝဘေးအန္တရာယ်တွေများစွာကြုံရတဲ့ကာလဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်သင်ကိုပြောပြချင်တယ်ဖခင်သခင်ကဒီပြဿနာအခြေအနေတွေကြားထဲမှာသင်ကိုကွယ်ကာပေးမှာဖြစ်ပါတယ်သင်ကိုကောင်းကြီးပေးမယ်သင်ကိုကွယ်ကာပေးမယ်သင်နဲ့အတူတူရင်ဆိုင်ပေးမှာဖြစ်တယ်ဆိုတာကိုရှေးစွာပြောပြချင်တယ်သင်ဟာဖခင်ကိုကိုးစားတဲ့သူဖြစ်တယ်ဆိုရင်သူများကြုံရတဲ့အရာတွေတင့်ဘဝမှာကြုံရမှာမဟုတ်ဖြစ်တယ်။သူများတွေကြုံရတာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဖခင်ကတင့်ကိုအထူးကွယ်ကာမယ်ဆိုတာကိုပြောပြချင်တယ်။ဒါပေမဲ့ဒီကာလမှာတင်လုံးရမယ့်အရာတစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့ဆုတောင်းခြင်းဖြစ်ပါတယ်။ဟာလေလုယာ။ဒီနေ့မှာကျွန်တော်ဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်ပြောပြချင်တယ်။နှုတ်ကပတ်တော်တစ်ခုကိုရှေးစွာဖတ်ချင်တယ်။ရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး24မှာရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး24အခန်းငယ်20ကိုရှေးစွာဖတ်စီချင်တယ်။အခန်းငယ်20ဒီလိုရေးထားပါတယ်သင်တို့ပြေးရသောအချိန်ဒီဆောင်းကာလ၌မကြဥပုံနေ၌လဲမကြမီအကြောင်းဆုတောင်းကြလော့အငယ်27မှာအကြောင်းမူကားကဘာဥမဆာယခုတိုင်အောင်မဖြစ်စဘူးနောက်၌လည်းမဖြစ်လက်တန်သောကြီးစွာသောဒုက္ခဒီထိုကာလ၌ဖြစ်လိမ့်မည်တဲ့အာမင်ဟာလေလုယာဆိုတော့ကျမ်းစာကပြောတယ်နော်သင်တို့ပြေးရတဲ့အချိန်သင်တို့ပြေးရတဲ့အချိန်ကားတဲ့ဆောင်းကာလ၌မကြဥပုံနေ၌မကြမီအကြောင်းဆုတောင်းကြလော့ဘာကြောင့်ဆိုတော့တဲ့ကဘာဦးကနေစပြီးတော့တဲ့ယခုတိုင်အောင်မဖြစ်စဘူးနောက်၌လည်းမဖြစ်လက်တန်တော့ကြီးစွာသောဒုက္ခဒီထိုကာလ၌ဖြစ်လာမယ်ဒီမဿဲ24ဟာနောက်ဆုံးသောကာလယေရှုပြန်ကြွလာခံသည့်အချိန်မှာဖြစ်မဲ့အကြောင်းအရာတွေကိုယေရှုကကြိုပြောခဲ့တာဖြစ်တယ်တပည့်တွေကမေးတယ်ကိုတော့ပြန်လာမယ့်အချိန်မှာကျွန်တော်ဘယ်လိုသိမှာလဲလို့တပည့်တွေကမေးတဲ့အခါမှာသူပြန်လာခံဒီအချိန်ဆိုရင်ဒီပြဿနာတွေဖြစ်လာမယ်ဒီ signs တွေဖြစ်မယ်ဆိုပြီးမှရှင်မဿဲ24မှာပြောခဲ့တာဖြစ်ပါတယ်အထက်မှာဆိုရင်အခန်းငယ်9မှာဆိုရင်ဘာပြောခဲ့လဲဆိုရင်လူတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံရန်ဘက်ပြုလိမ့်မယ်အရရတို့၌အစာခေါင်းပါခြင်းကာလနာများပြားခြင်းမြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မယ်တဲ့ကျွန်တော်တို့အခုကြားရတဲ့သတင်းတော်များများဟာနိုင်ငံတကာမှာဒီပြဿနာတွေကြုံနေရတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောပြချင်တယ်ဒီပြဿနာတွေကြုံတိုင်းတင်ပျက်စီးသွားမှာမဟုတ်ဖြစ်တယ်ဘာကြောင့်ဆိုတော့ကျမ်းစာပြောတယ်သင်တို့ပြေးရတဲ့အချိန်ကာလဟာတဲ့ဆောင်းကာလ၌မကြဥပုံနေ၌လည်းမကြမဲ့အကြောင်းနဲ့ဆုတောင်းပါတယ်ဟာလေလုယာဒီပြဿနာတွေဟာသူများအတွက်တော့ကြီးမားတဲ့ပြဿနာတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဆုတောင်းတဲ့သူအတွက်တော့ဒီပြဿနာတွေဟာဖြေရှင်းနိုင်တဲ့ကြော်လွားနိုင်တဲ့ပြဿနာဖြစ်ပါတယ်အခန်းငယ်20မှာထိုကာလတာရှည်လျင်အဘယ်သူမျှမလွတ်နိုင်ရတဲ့ရွေးချယ်တော့သူတို့အဖို့လုံးကထိုကာလဟာတိုလိမ့်မယ်တဲ့ဟာလေလုယာဆိုတော့ဘုရားကပြောတယ်ဆုတောင်းပါသင်ကြုံရမယ်ဒီပြဿနာတွေဖြစ်လာမယ်ဒါပေမဲ့အဲ့ဒီပြဿနာတွေထဲမှာကြော်လွန်နိုင်ဖို့ကြော်လွားနိုင်ဖို့ဘုရားကဘာလုပ်ခိုင်းလဲဆိုရင်ယေရှုကတပည့်တော်တွေကိုဆုတောင်းဖို့ရန်အတွက်သင်ပေးတာဖြစ်ပါတယ်မိတ်ဆွေသင်ဒီကာလမှာတကယ်ဆုတောင်းနေလားကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာဖတ်ကြည့်မယ်ဆိုရင်ဆုတောင်းတဲ့သူတွေဟာပြဿနာတွေများစွာကိုကျော်လွန်နိုင်ခဲ့တယ်ဆုတောင်းတဲ့သူတွေဟာတေဘေးတွေကြုံရတဲ့အခါမှာကျော်လွန်နိုင်တယ်ဆုတောင်းတဲ့သူဟာရှင်သိတွင်းနဲ့ကျသွားတာတော့မှအသက်ရှင်နိုင်တယ်ဆုတောင်းတဲ့သူတွေဟာမီးတွင်းနဲ့ကျရင်တော့မှဖျားရဲ့ကွယ်ကာခြင်းခံရတယ်ဒီနေ့ပြဿနာတွေကတော့ရှိမှာပါအချို့တော့သူတွေအခုကာလမှာသင်တို့ကြားမှာပါနော်နှုတ်ကပတ်တော်ကပြောပြီးသားဒီကာလမှာဒီပြဿနာတွေမြေလှုပ်ခြင်းတွေအစာခေါင်းပါခြင်းတွေစစ်ဖြစ်ခြင်းတွေနော်အနာရောဂါတွေကာလနာများပြားခြင်းတွေဖြစ်မယ်လို့ကျမ်းစာရေးပြီးသားဒါကြောင့်မလို့ဒီຢာတွေကနော်မပြောလဲဖြစ်လာမှာပြောရင်လည်းဖြစ်လာမှာဆုတောင်းရင်လည်းဖြစ်မှာပဲဆုမတောင်းရင်လည်းဖြစ်မှာပဲလို့ပြောနေကြတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ပြောပြချင်တယ်မိတ်ဆွေသင်ဆုတောင်းနေဆိုရင်ဒီပြဿနာတွေဖြစ်နေတာမှန်ရင်တောင်မှဒီပြဿနာအထဲမှာဖခင်ရဲ့ကွယ်ကာခြင်းဟာတဲ့ပေါ်မှာတက်ရောက်လာမှာဖြစ်တယ်ဟာလေလုယာဒီပြဿနာတွေကြားထဲမှာသင်ဟာဆုတောင်းတဲ့သူမှန်နေဆိုရင်ဒီပြဿနာတွေကြောင့်သူတစ်ပါးပျက်စီးချိန်မှာသင်ဟာသူတစ်ပါးလို့ပျက်စီးမှာမဟုတ်သင်ဟာသူတစ်ပါးကိုပြန်ကူညီနိုင်တဲ့သူဖြစ်လာမှာအာမင်ဒါကြောင့်ဘုရားခင်ကသင်ကိုဆုတောင်းစေခြင်းတယ်ကျွန်တော်ကျမ်းစာထဲမှာဟေဇကိမင်းကြီးကြောင့်ဖတ်တဲ့အခါမှာဟေဇကိမင်းကြီးကိုယ်တိုင်ဖျားလူပရောဖက်ကဟေရှာယကလာပြောတယ်မင်းအသက်မရှင်ရဘူးသေမယ်လို့လာပြောတယ်တကယ်တော့ဖျားစီကသေမိတ်ကြပြီးသားလူတယောက်ပါဒါဆိုရင်ဒါဆုမတောင်းတော့ဘူးဗျာဖျားကကိုယ်တိုင်ဖျားလူကိုဆေလွတ်ပြီးပြောခိုင်းတာကျွန်တော်ကျမ်းစာတစ်ခုဖတ်ခြင်းနဲ့ဟေရှာယအနာဂတိကျမ်းအခန်းကြီး38အခန်းငယ်1ကနေ3မှာဒီလိုရေးပါတယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး38အခန်းငယ်1ကနေ3ထဲမှာ
ဒီလိုရေးထားတယ်ထိုကာလအခါဟေဇကိမင်းသည်သေနာဆွဲသည်ဖြင့်အာမုတ်တာပရောဖက်ဟေရှာယသည်လာ၍ထာဝရဘုရားမိန့်တော်မူသည်ကကိုအိမ်အမှုကိုစီရင်လော့သင်သည်အသက်မရှင်တေရမည်ဟုအမိန့်တော်ကိုပြန်လေ၏ဟေဇကိမင်းသည်လည်းထရန်ဘက်တို့မျက်နှာလဲ့၍အိုးထာဝရဘုရားအကျွန်ုပ်သည်ရှေ့တော်၌တစ္ဆာဆောင်လျက်စုံလင်သောစိတ်နှလုံးနှင့်ကျင့်၍နှစ်သက်တော်မူသည့်အတိုင်းပြုကြောင်းကိုအောက်မေ့တော်မူပါအကျွန်ုပ်တောင်းပန်ပါ၏ဟုအလွန်ငိုကြွေးလျက်ထာဝရဘုရားကိုဆုတောင်းလေ၏တဲ့ကြည့်နော်တင်မိန့်ကြပြီးသားလူတယောက်တင်မိန့်တော်မှာတရားသူကြီးချတာမဟုတ်ဘုရားကချတာဘုရားကပြောမင်းသိမှာဒါဆိုရင်ကျွန်တော်ဆုမတောင်းမနဲ့နေရအောင်တင်မိန့်ရအောင်ပဲကျွန်တော်ထိုင်ဆောင်ရအောင်တင်မိန့်ရအောင်ပဲထိုင်ဆောင်မယ်လို့တင်ဆိုရင်ပြောကောင်းပြောမှာအခုလူအချို့ဟာဒီအရာကိုပြောတယ်ငါတို့တင်မိန့်ကြပြီးသားငါတို့ဆုတောင်းရင်လည်းမဖြစ်နိုင်တော့ဘူးလို့ယုံတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုမယုံကျွန်တော်တို့ကတော့ဆုတောင်းတဲ့အတွက်ဒီအမိန့်တွေကိုဘုရားကပြန်ရုပ်သိမ်းပေးမယ်လို့ယုံတယ်ဘုရားကဖျက်ဆီးခြင်းဘေးကနေလဲကွဲကာပေးမယ်လို့ကျွန်တော်ယုံတယ်ဒါပေမဲ့တင်ယုံနေဆိုရင်ဆုတောင်းပါဆုမတောင်းမဲမနေပါနဲ့နှုတ်ကပတ်တော်ကပြည့်စုံလာတာပဲငါတို့ဒီတိုင်းပဲရင်ဆိုင်လိုက်မယ်လို့စိတ်မကူးပါနဲ့ဒီကာလမှာဆုတောင်းပါဟေဇကိမင်းကသူတင်မိန့်ကြပြီးသားပါအသက်မရှင်တေရမယ်လို့ထာဝရဘုရားမိန့်တယ်ဒါပေမဲ့ तू ဘာလုပ်လဲထရန်ဘက်ကိုချက်ချင်းလှည့်ပြီးငိုကြွေးပြီးတော့ तू ဆုတောင်းတယ်ဘုရားခင်ကျွန်တော်ကိုတနာပါကိုတော့ကျွန်တော်ကိုအောင်းမေးပါလို့ဆုတောင်းတဲ့အခါမှာဘုရားကလေသူ့လူပရောဖက်ကိုချက်ချင်းပြန်လှည့်ပြီးတော့ပြောခိုင်းတယ်မင်းကိုမတေခိုင်းဘူး15နှစ်အသက်ပြန်ဆက်ပေးမယ်ဟာလေလုယာဘာကြောင့်လဲဆုတောင်းတဲ့အတွက်ဆုတောင်းတဲ့အတွက် तू ကြုံရမယ့်တေဘေးကို skip လုပ်လိုက်တယ်ကြော်ခွင့်ဘုရားကပေးတယ်ဒီနေ့ကြုံနေရတဲ့ဘေးတွေထဲမှာတရားဆုတောင်းနေတဲ့သူမှန်နေဆိုရင်ဒီဘေးထဲမှာတရားကြော်လွန်လိမ့်မယ်ဟာလေလုယာကျွန်တော်တို့တွေဆုတောင်းတဲ့အတွက်ဘုရားကွယ်ကားတဲ့လက်တော်တင်ဟာမြင်တွေ့ခံစားရတယ်ဟာလေလုယာဒီတက်တေတွေကိုတင်ပြန် share ပါလူတွေကိုပြောပြပါငါဆုတောင်းတဲ့အတွက်ငါဒီဘေးကြုံရတဲ့ကာလမှာဘုရားကွယ်ကားတယ်ဆိုတော့ပြန်ပြီးတက်တေခံပါယေဇကျေလအနာဂတ်ကျမ်းအခန်းကြီး20နဲ့အခန်းငယ်30မှာဒီလိုပြောပါတယ်30နဲ့31မှာဒီလိုပြောတယ်ထိုးပြီးကိုငါမဖြက်စည်းစေခြင်းကကွဲကာတော်သူမြို့ရိုးပြက်ပေါ်မှာရက်၍စီးတာတော်သူတယောက်ကိုမျှငါရှာ၍မတွေ့ထို့ကြောင့်ငါအမျက်ကိုငါတွန်းလောင်းလျက်ငါဒေါသမီးဖြင့်သူတို့ကိုရှိုး၍သူတို့အပြစ်ကိုသူတို့ခေါင်းပေါ်သို့ရောက်စေမည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏အာမင်တရားပေါင်းပုံဆောင်ရလေအဲ့ဒီပြည်ကိုမပြက်စီးဖို့ကျွန်တော်တို့မြန်မာနိုင်ငံမပြက်စီးဖို့ဖရားရဲ့စီရင်ခြင်းတရားစီရင်ခြင်းဖြက်စီးခြင်းဘေးကနေလွတ်ဖို့ဆုတောင်းတဲ့သူတွေလိုအပ်တယ်ဘုရားကဘာပြောလဲထိုပြည်ကိုငါမဖြက်စီးစေခြင်းကကွယ်ကာတဲ့သူတဲ့တနည်းအားဖြင့်ဆုတောင်းပေးတဲ့သူမြို့ရိုးပြက်ပေါ်မှာရက်ပြီးစီးတားတဲ့သူအာဗြဟံလိုပုံကိုယ်တွေကိုစားပြုဆုတောင်းပေးတဲ့သူတွေတယောက်မှငါမတွေ့ဘူးလေဘုရားကဘာကြောင့်ဖြက်စီးလဲသိလားဆုတောင်းမဲ့သူမရှိလို့ဆုတောင်းပေးတဲ့သူတွေမရှိလို့ဒီကာလဟာအသင်းတော်တွေဟာတိုင်းပြည်အတွက်လူတွေအတွက်ကိုစားပြုပြီးအကြီးကျယ်ဆုတောင်းရမယ့်ကာလဖြစ်တယ်အကယ်လို့ကျွန်တော်တို့ဆုတောင်းနေဆိုရင်ဖြက်စီခြင်းဘေးဟာကြော်သွားမှာဖြစ်တယ်ဘုရားပြောတယ်အကယ်လို့များဆုတောင်းတယ်တယောက်ယောက်ကိုငါရှာတွေ့မယ်ဆိုရင်ငါဖြက်စီဘူးဒါပေမဲ့တယောက်ကိုမှမတွေ့တဲ့အတွက်ဆုတောင်းတဲ့သူကွယ်ကာမဲ့သူကိုစားပြုမဲ့သူမတွေ့တဲ့အတွက်ငါရဲ့အမျက်ကိုငါတွန်းလောင်းတယ်ငါဖြက်စီတယ်ဒီကာလမှာကျွန်တော်တို့တွေဆုတောင်းရအောင်သင်ဆုတောင်းတယ်ဆိုရင်သင်နဲ့သင်မိသားစုဟာဘုရားရဲ့ကွယ်ကာခြင်းဒီကာလမှာဖြက်စီခြင်းပျက်စီးခြင်းဘေးတွေထဲကနေဘုရားရဲ့ကွယ်ကာခြင်းကိုခံစားရလိမ့်မယ်သင်ဆုတောင်းတယ်ဆိုရင်သင်ရဲ့ပတ်ဝန်းကျင်သင်ရဲ့တိုင်းပြည်သင်လူမျိုးဟာဘုရားရဲ့ကွယ်ကာခြင်းဘုရားရဲ့ဂရုဏာနဲ့ဖြက်စီခြင်းကိုပြန်လဲရုပ်သိမ်းတဲ့ဘုရားရဲ့ဂရုဏာကိုပြန်ခံစားရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောပြချင်တယ်ဒါကြောင့်မိတ်ဆွေဆုတောင်းပါဆုမတောင်းလို့ပျက်စီးသွားတဲ့သူတွေမြင်ရသလိုဆုတောင်းလို့ပျက်စီးခြင်းဘေးကနေကြော်သွားတဲ့သူတွေလည်းများစွာကျွန်တော်တို့တွေ့ခဲ့ပြီးဖြစ်တယ်ဒါကြောင့်သင်ဆုတောင်းမယ်ဆိုရင်ဒီကာလမှာကြုံရတဲ့ပျက်စီးခြင်းဘေးတွေထဲကနေသင်နဲ့သင်ရဲ့မိသားစုသင်လူမျိုးဟာကြော်လွန်နိုင်မှာဖြစ်တယ်ဆိုတာကိုပြောပြရင်းနဲ့ဒီနှုတ်ကပတ်တော်နဲ့ခွန်အားပေးခြင်းနဲ့အရောက်ချင်းစီတိုင်းရဲ့ပုံမှာဖခင်ကောင်းကြီးပေးပါစေ